ဘာနဲ့ဖြတ်တာလဲတဲ့အသားကိုအဲ့လိုချွတ်ဖြတ်လို့ရလားတဲ့ဖြတ်ပြီးရင်ရောပြန်ဖြစ်လားတဲ့ဒီမိကွန်းလေးအရန်ကောင်းလို့ကြဲဖြေပေးပါမယ်ကိုရီးယားဆက်ကိုရီးယားစေကိုရီးယားနီးပညာနဲ့ဖြတ်ပေးတာဖြစ်လို့အသားကိုချွတ်စေနဲ့ချွတ်ပြီးတော့ပင်ဖြတ်စေနဲ့ဖြတ်တယ်လို့မျိုးမဟုတ်ပါဘူးအသားရည်မှာထိခိုက်ပျက်စီးမှုအ ਨੇ ဆုံးနီးပညာလေးနဲ့ဖြတ်ပေးတာဖြစ်ပါတယ်ဖြတ်ပြီးတော့ပြန်ဖြစ်လားဆိုတော့တတလုံးဝအမဲဆက်ပြန်မဖြစ်ပါဘူးအဲ့လိုပြန်မဖြစ်အောင်အတွက်လည်းပဲဖြတ်ပြီးသွားတဲ့အခါမှာလိန်ရတဲ့ဆေးလေးကိုပေးလိုက်ပါတယ်အဲ့ဒီလိန်ဆေးကတိုးအချင်းနဲ့လှုပ်ထားတဲ့ဆေးဖြစ်ပြီးတော့အဲ့ဒီဆေးကိုအနာမကျက်မချင်းတရက်ကို3ချိန်အ ਨੇ ဆုံးထည့်ပေးရပါမယ်ရေကို24နာရီထိလို့မရပါဘူးအဲ့ဒီအနာမကျက်မချင်းစကင်ကဲသုံးလို့မရဘူးမျက်နှာတစ်ဆက်ပြထည့်ပြီးတော့မျက်နှာတစ်လို့မရပါဘူးပြီးတော့နေဘူးအရှောင်ပေးရမယ်ဖုံများတဲ့နေရာတွေမသွားရဘူးခေါင်းအောင်စွပ်ဘာညာအစ်စ်လဲရမယ်မျက်နှာကိုလက်နဲ့ကင်လို့မရဘူးစီဖူးတွေအရက်တွေရှောင်ပေးရပါမယ်အဲ့လိုရှောင်နိုင်ရင်တော့ပြန်မဖြစ်ပါဘူး